ပါ GK Football Channel နဲ့ကြိုဆိုပါရစေကျွန်တော်အခု share ပေးချင်တဲ့ exercise လေးကတော့ကျွန်တော်ဘောလုံးကိုညစ်တာရရှိကစားနိုင်ဖို့အတွက်ကျွန်တော်ပါဝါနဲ့ agility ကိုပေါင်းစပ်ပြီးတော့ကျွန်တော်လုပ်ပြပေးတော့ပါမယ်အဲ့ဒါကိုကျွန်တော်ဒီ ချက်လောက်လိုက်ကြည့်ရအောင်အားလုံးပဲကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ GK Football Channel လေးကို like and subscribe လုပ်ပေးဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်